ဗတ္တိဇာနဲ့ပတ်သက်လို့ကျွန်တော်ပို့စင်တဲ့အထက်မှာတချို့သော theology ပညာတတ်တယောက်ကပေါလုအနာနိစီမှာနှစ်ချင်းခံတာရေး၌နှစ်ချင်းခံတယ်လို့နားလည်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ယေရှုကရေးမှာနှစ်ချင်းခံခဲ့တယ်လေတဲ့အဲ့လိုပြောလာတယ်ဗျ။ဒါပေမဲ့ baptizo ဆိုတဲ့ဂရိစကားအားဖြစ်တော့ဆရာယူသဇံအနှစ်ဖွေတဲ့ကျမ်းစာထဲမှာဗတ္တိဇာပုံနဲ့သည်နှစ်ချင်းဖြစ်သည်ဖုတ်တုတ်မှာဒီလိုရေးထားပါတယ်။တိတိကျကျအားဖြင့်လဲဗတ္တိဇာဆိုတဲ့အဓိပ္ပာယ်ကသစုံတစ်ခုအောက်ဩဝါဒအောက်နှစ်မြုပ်ရောက်ရှိခြင်းဝင်ရောက်ခြင်းကိုဆိုလိုတာပါဒါကြောင့်ဗတ္တိဇာရဲ့ပုံနဲ့ကနှစ်ချင်းပါပဲပေါလုကအနနိစီမှာရေ၌၎င်းရေနှစ်၎င်းနှစ်ချင်းခံတယ်လို့မပြောခဲ့တဲ့အတွက်ကြောင့်မို့လို့ဗတ္တိဇာဆိုတာကိုလည်းဗီဒီယိုနဲ့ပြောတဲ့အခါမှာပင်တေကုတ်တင်နေ့လူ3000ကိုရေ၌တုံးနှစ်ချင်းပေးတယ်ဆိုပြီးတော့ဗီဒီယိုရိုက်ပြထားတာလည်းတွေ့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဗတ္တိဇာအဓိပ္ပာယ်ကနှစ်ချင်းပဲဖြစ်ပါတယ်ဒါကိုတော့ theology ပညာတတ်များသတိမှတ်စေလိုပါတယ်ဆက်ဆက်ပြီးတော့ဗီဒီယိုနှစ်ပုဒ်အဖြစ်လဲကျွန်တော်ရှင်းလင်းတင်ပြလိုပါတယ်အာမင်မင်္ဂလာပါဒီကောင်းသားပါပြီမနေ့ကနှလုံးသွေးကြောခြင်းဟိုဖတ်ပိုက်ပါစာကြရီနဲ့ကျွန်တော်မယုံကြရပါဘူးလွယ်ကူပါပဲအားရှိနေပါတယ်ဒါပေမဲ့လမ်းလျှောက်တဲ့ခါကျတော့နည်းနည်းလေးအားမရဘူးစကားပြောတော့တော်တော်ပြောနိုင်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ပြန်လာပါပြီယနေ့ခရစ်ယာန်လောကမတူညီမှားယွင်းခြင်းများကိုများသောဖြင့်ကျွန်တော်ပြောဆိုဟောပြောပြီးတော့တင်ပြပါတယ်။ကျမ်းချက်တွေလည်းပြလာတယ်။ဘလို့မတူညီမှားယွင်းခြင်းတွေရှိကြတယ်ပြောလို့ရှိရင်ယေရှုကိုဘုရားသခင်တို့တက်ကိုကယ်တင်ခဲ့တော်သခင်အဖြစ်မှယူမယုံကြည်သောအသင်းတွေကအယောင်ဆောင်ပြီးတော့တို့ဘုရားလေးများသိကြတယ်။ယေရှုကိုဘုရားဖြစ်ကနေတို့ဘေးကိုထုတ်လိုက်ကြတဲ့အခါကျတော့ယေရှုကတကားလာခောက်တယ်။အခြေအနေမျိုးကိုရောက်တဲ့ကာလဖြစ်ပါတယ်။အင်တာနက်မှာဟောပြောနေကြတဲ့ဆရာတွေလည်းအများကြီးပါပဲ။ theology စာမကြည့်တဲ့အခါကျတော့တို့ကပြောကြဆိုကြဟောပြောတဲ့တင်ပြတဲ့အခါကျတော့ဒါဘုရားဘုရားသခင်ဖန်ဆင်းရှင်ကတပြေးပြေးနဲ့ဘုရားများတဲ့ကဘုရားတစ်ပါးအထိပိတင်ပြကြဘုရားဆိုပြီးတော့ဟောပြောလာကြတယ်ဗျဘုန်းကြီးတွေခရစ်ယာန်ဖြစ်လာကြတယ်သင်းအုပ်တွေလုပ်ကြတယ်ယေရှုဟာသေခြင်းမြစ်စုမှကိုအောင်တယ်ဆိုပြီးတော့ရှင်တော်ဂေါတမကသေသွားတယ်မအောင်ဘူးဆိုပြီးတော့ပြောဆိုလာကြတာဖြစ်ဓမ္မအနေနဲ့ဖြစ်လာပါတယ်ကျွန်တော်လည်းဒါကိုထောက်ပြပါတယ်ယေရှုကတကယ်သေခဲ့ပါတယ်ခရစ်တော်ဖြစ်ပြီးတော့မသေဘူးပြောအောင်ကြားစာထဲမှာခရစ်တော်ဆိုတဲ့ယေရှုကလည်းခရစ်တော်ဒီသေခြင်းမှာထပ်ပြောက်တော့အခါသေခြင်းနဲ့စေကင်းတော်မူတယ်လို့တော့မှခန်းကြီး6နဲ့ရှင်းမှာဖတ်ကြည့်ပါဒါကြောင့်ယနေ့ယေရှုမြစ်စုမအောင်နဲ့သေခြင်းကိုအောင်နဲ့တော့ဟောပြောကြတဲ့ညီကိုရဗရန်ဒေါက်တာတွေဖြစ်နောင်တရဖို့လိုပါတယ်သူတို့ဒီနာမတော်ရှုပ်ချနေသူများဖြစ်လာကြပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောတာပါကျွန်တော်ပြောတဲ့ဗီဒီယိုတွေထောက်ပြပြီးတော့လည်းကျွန်တော်ပြန်လဲပြီးတော့ခြေပဆုံးပါနိုင်မှာကြောင်းရဲဖို့ဆိုတာတင်ပြပါတယ်ယေရှုကအမှန်ပေးခဲ့တဲ့သေခြင်းကိုမအောင်ပါဘူးခင်ဗျာဒါကိုတော့ခရစ်ယာန်များမှတ်သားကြစေလိုကြောင်းအနေငယ်ဗီဒီယိုတိုလေးတင်ရပါတယ်စတင်ပြီးတော့ကျွန်တော်လာခဲ့ပါပြီဘုရားသခင်ကောင်းကြီးပေးပါလေဒီမှတ်ချက်ကမတောက်ပြောတဲ့အတိုင်းပါပဲယေရှုခရစ်တော်ကတဝက်နေ့မှာရှင်ပြန်ထမြောက်တယ်လေတဲ့ကျမ်းစာမှာပါတယ်လေတဲ့ဟုတ်ပါတယ်ကျွန်တော်တို့ဘုရားသခင်ယေရှုခရစ်တော်ကအသက်ရှင်တော်ဘုရားပါဒါပေမဲ့သတင်းကောင်းတရားအတွက်ယေရှုခရစ်တော်ကြွလာတဲ့အခါမှာကိုတော်ဒီအပြစ်သားတွေအတွက်ကိုတော်ယုံကြည်သောအပြစ်သားတွေအတွက်အသက်အသေးခံပြီးတော့တေခြင်းမှာထမြောက်တော်မူသောဘုရားဖြစ်ပါတယ်တေခြင်းမှာအသက်ရှင်ပြန်ထမြောက်တော်မူသောဘုရားဖြစ်ပါတယ်ဒါကြောင့်တကယ်သေခဲ့ပါတယ်တကယ်မသေခဲ့ဘူးလို့ပြောပြီးတော့သေခြင်းမိစုမကိုအောင်တယ်ပြောတာကသတင်းကောင်းတရားကိုမှောက်လှန်ခြင်းသာဖြစ်ပါတယ်အထူးဖြင့်ညီကိုကြီးရဗရန်ဒေါက်တာများမှားယွင်းနေခြင်းအထူးသဖြင့်ခြားခြင်းတွေဘုန်းကြီးတွေကိုအများဆုံးဘူးဆွေးပြီးတော့ပြောတော်ယေရှုခရစ်တော်ဟာရှင်တော်ဂေါတမဘုရားလိုပဲသေခြင်းမိစုမကိုအောင်တယ်ဆိုပြီးတော့ဘူးဆွေးကြတာကြပြသူတို့ဘူးဆွေးတော့တချို့ဘုန်းကြီးတွေကယေရှုခရစ်တော်ကိုလက်ခံပြီးတော့အရိပိတေယမြတ်စွာဘုရားပွင့်ပြီးဆိုပြီးတော့သင်္နာတွေတက်သင်္အုပ်တွေလို့ဟောပြောဒါပေမဲ့သူတို့ဟောပြောတဲ့အခါကျတော့ယေရှုခရစ်တော်သေခြင်းကိုအောင်မြင်တယ်ပြောရလောက်အောင်မသေဘူးဆိုတဲ့အကြောင်းကိုသူတို့ဗမာစကားနားမလည်ကြဘူးလားပြီးတော့ဘုရားခင်သူတို့လှုပ်ထားတာပါသူတို့ကိုရွေးကောက်တော်မူတာပါသူတို့ကနောင်တရပြီးပြင်ဖို့ရှိပါတယ်သူတို့ကနောင်တမရဘဲနဲ့ယေရှုကမသေဘူးကွဂေါတမမေတ္တာပြစာဘုရားပွင့်ပြီးဒါကြောင့်မို့လို့ဘုရားများတဲ့ကဘုရားအဖြစ်နဲ့ကိုးကွယ်နေကြခြင်းကမှားယွင်းသောကိုးကွယ်ခြင်းဖြစ်ပါတယ်ဂေါတမမြတ်စွာဘုရားကသေခြင်းမြေစုံမောင်းကိုအောင်တယ်ဆိုတာကမသေသောခန္ဓာနဲ့စကြာမှုနိနေမိတတတ္တကဟဓမ္မခန္ဓာ8400ဒါတွေကိုနိဗ္ဗာန်မှာရှိတဲ့ဒုက္ခချုပ်နေရနိဗ္ဗာန်ဆိုတော့မရှိပါဘူးဘာမှမဟုတ်ပါဘူးမရှိဘူးမဟုတ်ပါဘူးရှိပါတယ်ဒုက္ခချမ်းသာရှိပါတယ်ဘဝမရှိတော့ပါဘူးဒါပေမဲ့မသေသောခန္ဓာနဲ့ဂေါတမမြတ်စွာဘုရားကစဘုရားလေးစုက45ဝါလုံးလုံးတွတ်ထိုက်တော်သူကိုချုပ်ဖို့အတွက်အသက်ရှင်နေခဲ့ရတာပါမသေသောခန္ဓာနဲ့အသက်ရှင်ခြင်းပြီးဆိုမှအောင်ခြင်းခန္ဓာမှာအောင်ခြင်းလို့ခေါ်ပါတယ်ဒါကိုနားမလဲပဲနဲ့အမြဲတမ်းသူတို့က
ဗုဒ္ဓဘာသာတွေကိုခရစ်ယာန်ပြောင်းလဲအောင်လုပ်ဖို့အတွက်သင်္ကူကြီးလုပ်နေတရားမှားပါတယ်ပျောက်တော်သူရှားပါပျောက်တော်သူကလက်ခံလာပါလိမ့်မယ်ယေရှုလက်ခံပြီးတော့ကယ်တင်ခြင်းတို့ရောက်ရှိလိုပါကြောင်းသိထားစီလိုပါတယ်